အမျိုးသားတယောက်တောင်ကမ်းပါးရန်နာမှာစီးသွားနေတော့ယုံရင်းနေတဲ့ပြောင်ကြီးတစ်ကောင်ကသူ့ကိုကမ်းပါးပေါ်ကနေတွန်းချလိုက်တဲ့ကံကောင်းကျင်တော့ကမ်းပါးဘေးမှာပေါက်နေတဲ့တစ်ပင်ငယ်လေးတစ်ပင်ကိုသူ့အချိန်မီဆွဲထားလိုက်နိုင်တဲ့အဲ့ဒီအချိန်မှာပဲအနားမှာဂူတစ်ခုကိုသူတွေးလိုက်ရလို့ရှိသမျှအားကုန်ခေါ်လိုက်တာဂူရဲကိုရောက်သွားခဲ့တယ်ဂူရဲရောက်တာနဲ့ဒဏ်ရာရနေတဲ့လင်းယုံငှက်တစ်ကောင်ကိုတွေးလိုက်ရလို့တနာတာနဲ့ပဲစိတ်ကူပေးဖို့အိမ်ကိုခေါ်သွားခဲ့တယ်ဒါပေမဲ့လင်းယုံငှက်ပြန်ကောင်းလာလို့လွတ်ပေးတဲ့နေ့မှာပဲအဲ့ဒီငှက်ကသူ့နာနာကပ်လာပြီးမနှက်ဖြန်မင်းတောင်ပေါ်တက်ရင်အနီရောဝတ်ထားတဲ့အမျိုးသမီးကိုမဖြစ်မနေကဲပါဆိုပြီးပြောသွားခဲ့တယ်ဒီလူလဲကြောင်အံ့ဖြစ်သွားပြီးနားကြမှတာဖြစ်မယ်လို့ပဲထင်လိုက်တယ်နောက်နေ့မှာသူထင်းခုန်နေတော့အနီရောဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်တောင်ဆောင်အတိုင်းလိမ့်ကျလာတာကိုတွေးလိုက်ရတယ်သူလဲအပြေးလွှားသွားကြည့်ပေးပေမဲ့အဲ့ဒီအချိန်မှာပဲဟေးထင်းခုတ်သမားဒီနားမှာအမျိုးသမီးတစ်ယောက်တွေ့မိသေးလားအပြင်မှာမှောင်မဲနေတာပဲလို့လူအုပ်ကလှမ်းမေးလိုက်တယ်ဘာအမျိုးသမီးလဲမျိုးကလာတဲ့အနီရောင်အင်ဂျီဝတ်ထားတဲ့အမျိုးသမီးလေးအနီရောင်အင်ဂျီဟုတ်လားခုနကပဲတစ်ကြားတီးချံဘက်ကိုလူရိတ်တစ်ခုသွားနေတာတွေးလိုက်တယ်တစ်ကြားတီးချံဘက်ပေါ်ယုံချင်းယုံမယုံချင်းနေငါတောင်ထင်းစီလို့မပြီးသေးဘူးသူ့ထင်းပုံကိုရှာကြဆိုရှာရင်းနဲ့ထင်းစီတွေပြတ်သွားရင်မင်းရော်ပေးမှလားကဲပါတစ်ကြားတီးချံဘက်မှာဖြစ်မှာပါသူကယုံလိုပဲပြေးတာမြန်တယ်မီလိုကတော့ဒူးစစ်ကိုရိုက်ချိုးဖြစ်မယ်ထွက်လာခဲ့တော့သူတို့သွားကြပြီကျေးဇူးပါအများကြီးကျေးဇူးတင်ပါတယ်နော်မင်းကြည့်ရတာဒီနာကလူနဲ့မတူပါဘူးအဲ့ဒီလူတွေနဲ့ဘလို့လောက်ပတ်သက်သွားတာလဲသူတို့ကအလုတ်တုနဲ့ဖျားယောင်းပြီးကျမကိုဒီခေါ်လာတာပါမင်းကိုဘာအတွက်ဒီခေါ်လာတာလဲအသက်60ကျော်လူတစ်ယောက်နဲ့အတင်းမင်္ဂလာဆောင်ပေးဖို့ပါအဲ့ဒီရုံမာတဲ့ကောင်တွေကကျမကိုအစားတောက်ရောရေရောမပေးပဲထင်းထဲမှာပိတ်လောင်ထားခဲ့တာကျမတကောင်ကျော်မှလွတ်အောင်ထွက်လာနိုင်ခဲ့တာပါမကြောက်ပါနဲ့မနဲ့မိုးလင်းတာနဲ့မင်းကိုတောင်းအောင်ရောက်အောင်ပို့ပေးပါမယ်ကျမနောက်ထပ်အကူအညီတစ်ခုလောက်တောင်းကျင်သေးတယ်ကျမမှာပတ်စံတစ်ပြားမှမပါလာဘူးကားလက်မှတ်တောင်မဝယ်နိုင်လို့ပါကျမကိုပတ်စံအချို့ခဏလောက်ငါပေးလို့ရမလား900ပါဒါငါအနှံ့ကနေစုဆောင်းထားတာဖြစ်ပြီးရှိသမျှအကုန်ပဲဒါကကလေးတွေចောင်းစရိတ်အတွက်လေမဟုတ်တာကျမဒါကိုမယူနိုင်ပါဘူးယူထားလိုက်ပါတကယ်မယူနိုင်တာပါအသက်နဲ့ចောင်းစရိတ်ဘာကပိုအရေးကြီးလဲចောင်းကနောက်နှစ်မှတက်လို့ရတယ်သူတို့မင်းကိုမိပြီးပြန်ခေါ်သွားရင်မင်းဘဝပြီးပြီးခဏစောင့်မနေပါနဲ့ခီးဆက်နိုင်အောင်ဘိုက်ဝအောင်စားထားလိုက်ကျမဒီကျေးဇူးကိုဘလို့ပြန်ဆက်ရမလဲပြန်ဆက်ဖို့မစင်စားပါနဲ့အိမ်နဲ့ဝေးတဲ့အချိန်မှာဘသူမဆိုအခက်ခဲနဲ့တွေ့နိုင်တာပဲခဏပဲစောင့်ပါကျမပြောတဲ့အတိုင်းတကယ်လို့မှာပါအိမ်ပြန်ရောက်တာနဲ့နှစ်ဆပြန်ပို့ပေးပါမယ်အိမ်ပြန်ရောက်တာနဲ့ပထမဆုံးမိသားစုစီဘေးကင်းကြောင်းအကြောင်းကြားလိုက်ပါဟုတ်ကဲ့ဒါကဘာလဲဒါကအဖွားပေးခဲ့တဲ့အမတ်တရပစ္စည်းလေးပါဒါကိုအပေါင်ပစ္စည်းဖြစ်တင်ထားပေးပါဒါကအများကြီးတန်ဖိုးကြီးလို့ပါတယ်ငါမယူနိုင်ပါဘူးယူကိုယူရမယ်မယူရင်ကျမလည်းပတ်စံမယူနိုင်ဘူးအပေါက်ထဲမှာစာရေးထားတာရှိတယ်ကျမအဖွားထွင်းထားတာပါလန်းလန်းဘေးကင်းပါစေတဲ့လန်းလန်းဆိုတာကျမရဲ့ငယ်နာမည်ပါကျမပြန်လာပြီးဒါကိုပြန်ရွေးပါမယ်ရွေးတာပေါ့ဂယုစိုက်ပြီးတင်ထားလိုက်ပါဦးမယ်ဒီလန်းအတိုင်းလမ်းခွဲရောက်တဲ့အထိသွားလိုက်ပြီးရင်ဘယ်ဘက်ကိုကွေးနောက်လက်မကြည့်နဲ့မြို့ထဲရောက်တဲ့အထိဆက်သွားတော့လမ်းခွဲမှာဘယ်ဘက်ကိုကွေးနော်ညာဘက်ကသူတို့ရွာကိုရောက်သွားလိမ့်မယ်ရှင်ဘက်ကလမ်းပြပေးုံတင်မဟုတ်ပါဘူးကျမအသက်ကိုကယ်ခဲ့တာပါပထမဆုံးထွက်တဲ့ကလွတ်သွားလိမ့်မယ်ရှင်နာမည်ဘလို့ခေါ်လဲကျမရှင်းစီပြန်လာခဲ့ပါမယ်ကျေးဇူးပြန်ဆက်မယ်လို့တစ္ဆာဆိုပါတယ်အကိုကျောင်းလက်ခရပြီလားဆရာမကထပ်တောင်းနေပြီးအကို3ရက်အတွင်းမဆက်ရင်ကျောင်းကထုတ်ပြစ်မယ်လို့ဆရာမကပြောလိုက်တယ်နီးလန်းတစ်ခုခုစဉ်းစားပေးပါဦးအကိုမနေ့ကပတ်စံရပြီလို့ပြောတယ်မဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်အလိုက်ခံနေရတဲ့ကောင်မလေးတယောက်နဲ့တွေ့လို့အဲ့ဒီကောင်မလေးမှာပတ်စံတစ်ပြားမှမပါဘူးငါအကူညီမပေးခဲ့ရင်အဲ့ဒီကောင်မလေးတည်သွားလိမ့်မယ်ဒါပေမဲ့အဲ့ဒါမမရဲ့ကျောင်းလက်ခလေးတောင်းမှန်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့အသက်ကပိုအရေးကြီးနေလို့ပါအကိုလောက်တာမှန်ပါတယ်ဒါပေမဲ့ကျွန်မကျောင်းဆက်တက်လို့မရတော့ဘူးပေါ့တက်လို့ရပါတယ်ရှိသမျှအကုန်ရောင်းရပါစေငါမင်းကိုကျောင်းဆက်တက်ခွင့်ရအောင်လုပ်ပေးပါမယ်ငါပြောတာကြားတယ်မလားအကုန်လုံးကိုပြောတာချန်ဆောင်မင်းရဲ့အိုးခွက်ဟောင်းတွေကဘလောက်တန်မယ်ထင်လို့လဲမင်းကိုယ်တိုင်ကမွဲတည်နေတာဒီလူကြီးကလူတော်ကြီးလှုပ်ချင်နေသေးတယ်အဲ့ဒီ900လည်းမရှိတော့ဘူးအခုတော့မင်းညီမလည်းကျောင်းဆက်တက်နိုင်တော့မှာမဟုတ်ဘူးဟာ3000ဆိုတာနဲတဲ့ပမာဏမဟုတ်ဘူးနော်ငါအဲ့ဒီလောက်အများကြီးမလိုချင်ပါဘူး800ဆိုရပါပြီငါက800လောက်နဲ့အလုံးမရှုပ်ချင်ဘူးငါမယ်ဆိုရင်3000အပြည့်ငါလိုက်လီရှန်ကောင်းလိုက်တာလူတော်ကြီးတောင်ဒီလိုနေမျိုးရောက်လာသေးတာပဲသူစိမ့်တယောက်ကိုကယ်ဖို့900သုံးလိုက်ပြီးမကြခင်မှာပဲဆွေမျိုးတွေစီကပြန်ငားနေရတာပေါ့ဘာတဘောလဲမင်းငားမလားမငားအာဘူးလာငားတာပေါ့တို့ကဆွေမျိုးတွေပဲလေမငားပဲနေမလားတလားကိုအတိုး35%ခိုင်နှုန်းစာချုပ်မှာရေးထားလိုက်ဒီနေရာကဘာလို့ကွက်လက်ဖြစ်နေတာလဲအဲ့ဒါအတိုးနှုန်းရေးရမယ့်နေရာလေးစီကံဆိုတာစီကံပဲသဘောမတူဘူးလားဒါဆိုလဲလက်ပွေမနှိမ့်နဲ့ပေါ့မတ်ရဲ့ကျောင်းပညာရေးကဘာထက်မဆိုပိုအရေးကြီးတယ်ကဲအစွမ်းပြနေတာကိုကြည်စမ်းပါအောင်ကဲပါခုကစပြီးတိုးနမိသားစုချီနှောင်ထားပြီးသားဖြစ်သွားပြီးဂယုဆိုင်တော်လူတော်ကြီးမမကျွန်တော်မမအတွက်ကြောက်စိမ့်ဆွဲသည့်ကိုတင်ထားပေးပါမယ်မမဘေးကင်းကင်းအိမ်ပြန်ရောက်ရင်ပဲကျင်းနေပါပြီမောင်လေးမှတ်ထားတော့12လပိုင်းရောက်တာနဲ့သူ့စီကပထမဆုံးအတူတောင်းရမယ်ဟာစန္ဒာနာကားကြီးပါလားမြို့တော်ဝင်ကားထက်တောင်တစ်သေးတယ်မမရဲ့ဒီနေရာပါနောက်ဖက်မှာတောင်းရှိတယ်ရှေ့ဘက်မှာရေကန်ရှိတယ်ရွာဝင်မှာစိမ့်တန်းပင်ကြီးရှိတယ်10နှစ်ကြာပြီမဲ့ကျမမှတ်မိနေတော့ပဲမမပါဘူးကျေးဇူးရှင်ကိုရှာဖွေနေကြောင်းအကြောင်းကြားစာ1992ခုနှစ်ဆောင်ရသည်တုန်းကတောင်နောက်ဖက်မှာကျမကိုကယ်ခဲ့တဲ့အမျိုးသားကိုရှာနေပါသည်ကျန်တာပါရေးထားသေးလဲအောက်ဖက်ကဟာကိုဖက်ကြည့်ပါတရင်အစအနာပေးနိုင်သူကိုထိုက်တန်စုချပါမည်ထိုက်တန်ဆိုတာဘလောက်လဲမှန်ကန်တဲ့လူစီရောက်အောင်ပို့ပေးနိုင်ရင်ဘလောက်ပဲဖြစ်တန်ပါတယ်1992လ
အဲ့ဒီတုန်းကတောင်တပြင်းလုံးလူတွေလိုက်ရှာကြတာလေသူ့ကိုကယ်ခဲ့တာဘယ်သူလဲဆိုတာငါသာမှတ်မိရင်ကောင်းပါပဲမိဘပြည်သူတို့ရှိကျမနာမည်ကပိုင်လင်ပါလွန်ခဲ့တဲ့10နှစ်ကဒီမှာကျမအသက်လူပြီးထွက်ပြေးခဲ့ရတာပါကျမကိုကယ်ခဲ့တဲ့အမျိုးသားကငွေ900ငှားပေးခဲ့ပြီးတောင်အောင်စင်းတဲ့လမ်းကိုပြပေးခဲ့ပါတယ်ဒီနေ့ကျမပြန်လာတာသူ့ကိုရှာဖို့ဆိုတဲ့အကြောင်းရင်းတစ်ခုတည်းကြောင့်ပါ900ဟုတ်လား1992တုန်းကငွေ900ဆိုတာအဲ့ဒါမနှဲလာတဲ့ပမာဏပဲမှန်ပါတယ်အဲ့ဒီကျေးဇူးကိုကျမ10နှစ်တိုင်မှတ်မိနေခဲ့တာပါမမအဲ့ဒီလူရဲ့ရုပ်ရည်ကဘလို့လဲအရက်ရှိရှိစကားလေးလက်မှာအသားမတွေတက်နေတယ်အဲ့ဒါကဒီရွာကယောက်ျားတဝက်မကကိုပြောနေတာပဲဟာဟာငါပြောတာမှန်တယ်မဟုတ်လားဟုတ်တာပေါ့သူ့ကိုတွေ့တာနဲ့ကျမတန်းတိမှာပါမမရဲ့ရဲတွေကိုပဲစုံစမ်းခိုင်းလိုက်ပါလားအချက်လက်စနစ်ကနာမည်ကိုပဲရှာနိုင်တာလူရဲ့စိတ်နှလုံးကိုမရှာနိုင်ပါဘူးကျမကိုယ်တိုင်သူ့ကိုမှတ်မိဖို့လိုပါတယ်တယောက်ယောက်ကအဲ့ဒီလူရောင်ဟန်ဆောင်ရင်ဘယ်လိုလုပ်မလဲဟန်ဆောင်မယ်ဟုတ်လားသူပြောခဲ့တဲ့စကားတိုင်းနဲ့အတူသွားခဲ့တဲ့လမ်းတိုင်းကိုကျမမှတ်မိနေတာပါ10နှစ်တိုင်ခဲ့ပြီးအခုကျမကျေးဇူးပြန်ဆက်ရမယ်အလှည့်ရောက်ပြီးစုကြီးအများကြီးဟုတ်လားငါတို့ချမ်းသာပြီးရပြီးငါတို့ချမ်းသာမဲ့လမ်းစာကရွာထဲရောက်လာပြီး80အဖိုးဆောင်တာကတန်ဖာတစ်သားနဲ့လှုပ်ထားတာလေတစ်သားဖိုးတင်120ကျတယ်80ပဲယူရင်ယူမယူရင်နေငါပြောပြရစီဦးမင်းလိုလက်ရမျိုးနဲ့ဒီရွာမှာနေနေတာအချိန်ဖြုံးတာပဲ100ပါဒီထက်တော့ရှော့လို့မရတော့ဘူး85ယူရင်ယူမယူရင်မေးလိုက်တော့အဖိုးဆောင်ငါဒီဗီရိုကို6ရက်တိုင်ပုံစံထုတ်ခဲ့ရတာပါဒီတော့ဘာဖြစ်လဲစက်နဲ့လုပ်ရင်တရက်ကို3လုံးတောင်ပြီးတယ်ဒီခေတ်မှာလက်နဲ့လုပ်တဲ့ပစ္စည်းကိုဘယ်သူကယူဆိုင်လို့လဲလက်ဆွဲပစ္စည်းက30တိုင်ခိုင်ခန့်တာပါ30တိုင်ဟုတ်လားငါကတော့ဒီတစ်ဆက်သေးနဲ့ပဲပတ်စံရှာချင်တာနောက်မှတွေ့မယ်ဦးလေးဟေ့ချင်းဆောင်လာကြည့်ပါဦးသူကျေးဇူးရှင်ကိုရှာနေတာလေမင်း1992တုန်းကတောင်နောက်ဖက်မှာဘသူကိုမဆိုကူညီခဲ့သေးလားအာမင်းကဘာလို့ထွက်သွားတာလဲအလုပ်ရှိလို့လားအလကားပြတဲ့ပွဲကိုတော့မကြည့်တော့ဘူးလားဟဲသူပြန်ရောက်လာပြီသူတကယ်ပြန်ရောက်လာပြီဒါပေမဲ့ဒါငါဘာလို့ဘလို့တက်တည်ပြမလဲငွေ900ရောကြောက်စိမ့်ဆွဲသီးရောနှစ်ခုလုံးမရှိတော့ဘူးငါသာအတင်းသွားပြောရင်လိန်ညာတဲ့လူနဲ့ဘာချားနာတော့မှလဲဒါကိုမှတ်မိလားချင်းဆောင်အတိုးအတွက်ပေးခဲ့တဲ့ကြောက်စိမ့်လေးတီလာဒီနေ့အနီအောင်အကြောင်းကြားစာကိုတွေ့တော့ငားရင်တွေတုတ်ခုန်သွားတာ1992တုန်းကတောင်နောက်ဖက်မှာလူတယောက်ကိုကယ်ခဲ့တာမင်းမလားဒီကြောက်စိမ့်ကအဲ့ဒီစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးရဲ့ပစ္စည်းဖြစ်နေမလားငါတို့မိသားစုထဲမှာသူရှာနေတဲ့လူရှိတော့မှလေငါတို့ချမ်းသာတော့မယ်မမရဲ့နောက်ထပ်3ယောက်ကျန်သေးတယ်သူတို့ကိုဝန်ခံခိုင်းလိုက်မမကျွန်တော်မပြန်လာမှာကိုစောင့်နေတာပါအဲ့ဒီတုန်းကမမကိုတောင်အောက်ထိထမ်းခေါ်သွားတာကျွန်တော်ပါရှင်ကကျမကိုထမ်းသွားတာဟုတ်လားဒါပေါ့ကျမခြေချင်းဝတ်ခောက်သွားခဲ့လို့လားဒါဆိုပြောပြပါဦးအဲ့ဒီတုန်းကရှင်စီကပတ်စံဘယ်လောက်ငားခဲ့တာလဲ30ပါနောက်တစ်ယောက်50ပါ50လို့ပြောတာပါမမတေချာပြန်စဉ်းစားပါဦးအဲ့ဒီညကလာမင်းကြီးကအကြီးကြီးပဲလေအဲ့ဒီညကတိမ်ဖုံးနေတာပါဒီဘက်ကကြွပါမမကျွန်တော်မှမှတ်ညံကောင်းကြီးရှိတယ်ကျွန်တော်မမကို200ငှားပြီးကားဂိတ်ထိလိုက်ပို့ပေးခဲ့တာအဝေးပြေးကအစိမ်းရောင်ကားကြီးလေးအစိမ်းရောင်ကယထာပါနောက်တစ်ယောက်ညီမလေးကိုကယ်ခဲ့တာကျမရဲ့အမျိုးသားပါသူဆုံးသွားတာ3နှစ်ရှိပြီအန်တီမျိုးသားဆုံးလုံးကအသက်ဘယ်လောက်ရှိပြီလဲ88ပါဒါဆိုလွန်ခဲ့တဲ့10နှစ်ကအသက်68ပေါ့အဲ့ဒီအသက်နဲ့တောင်တပြင်းလုံးပြေးနိုင်သေးတယ်ပေါ့သူကအတော်လေးတွတ်တွတ်လက်လက်ရှိသေးတာကိုအန်တီပြန်လိုက်ပါတော့အန်တီမြကိုသားနာမည်ကိုမညှိုးနှမ်းပါစေနဲ့မနက်ခင်းတစ်ခုတည်းနဲ့ကျေးဇူးရှင်9ယောက်တောင်တယောက်ဆိုပိုတောင်ဆိုးသေးတယ်မမကိုမြစ်တစ်ဖက်ကိုထမ်းကူးပေးခဲ့တာတဲ့ဘယ်မြစ်လဲလို့ကျွန်တော်မေးလိုက်တော့မြစ်ရီခမ်းသွားပြီးတဲ့လူတွေတကယ်ပြောင်းလဲသွားကြတာပဲ